မန်ယူဟာကျွန်တော်တို့ကိုဘယ်တော့မှပြောအောင်မထားခဲ့ပါအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့တပင်းရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေပရီးမီးယားလိနိုင်ပွဲ3ပွဲဆက်နဲ့အတူစိုးဟိုက်နေကြတဲ့မန်ချက်စတာဝိုင်းတော်သားတွေဟာထင်မှန်မထားဘဲနဲ့နော်တင်ဟမ်ဖောရက်တို့ရဲ့ကွင်းမှာတရေတမတ်ကိုသာစုဆောင်းနိုင်ခဲ့ပါတယ်ဒါကြောင့်လဲမန်ယူ9ပွဲဆက်နိုင်မှစပင်ညက်မယ်ဆိုတဲ့ဖန်တယောက်လည်းကြေးကွဲခဲ့ရသလိုတကမ္ဘာလုံးက United ဖန်တွေလည်းပောက်ကွဲကုန်ကြပါတယ်တကယ်လို့သာအာမတ်ဒီယာလိုရဲ့လှပတဲ့သွင်းကိုသာမရှိခဲ့ရင်ဒီပွဲစဉ်မှာ United တို့အတော်လေးအထိနာခဲ့မှာပါအာမတ်ကလည်း Goal of the Season လို့တင်စားလို့ရတဲ့သွင်းကိုသွင်းယူရင်းနဲ့မန်ယူကိုကယ်တင်ခဲ့ပါတယ်ဒီသွင်းကိုနဲ့ပတ်သက်ပြီးတော့ United တောင်ပိုင်းကစားသမားအာမတ်ကအခုလိုပြောဆိုခဲ့ပါတယ်ကျွန်တော်ရဲ့ဂိုးကိုဒီယာစီရဲ့အကောင်းဆုံးဂိုးဖြစ်လိမ့်မယ်လို့ပြောနေကြတဲ့အပေါ်လားကျွန်တော်မသိပါဘူးဒီနေ့ပွဲမှာတရေတမတ်ပဲရခဲ့လို့တော်တော်လေးကိုစိတ်ပြတ်နေမိပါတယ်တဲ့မှန်ပါတယ်နိုင်ရမယ့်ပွဲစဉ်မှာအနိုင်မယူနိုင်ခဲ့တာကြောင့်ပရိသတ်တွေကိုပောက်ကွဲနေကြပါတယ်ဒီပွဲမှာဆိုရင် United အမိုရင်ဟာ Brighton နဲ့ပွဲတုန်းကပွဲထွက်လူစင်းအတိုင်းပဲဆက်လက်အသုံးပြုခဲ့တာကြောင့် United နီးပြဘဝပထမဆုံးအကြိမ်အဖြစ် Premier League နှစ်ပွဲဆက်တိုက်ပထမဆုံးအကြိမ်တူညီတဲ့ပွဲထွက်17ဦးစည်ရင်းကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။ Nottingham Forest အင်းဟာအမြင်ဘောတွေကိုအားပြုပြီးတော့ထိုးပေါက်တိုက်စစ်ဆင်တက်တာကိုအမိုရင်သိရနဲ့အမြင်ဘောကောင်းတဲ့မက်ဂွိုင်းယားကိုဘာလို့မသုံးတာလဲဆိုတာစဉ်းစားလို့မရပါဘူး။ကြက်ခိုင်မှုပိုင်းဆောင်ရ6လားဘာလားကတော့သူ့သားအသေးဆုံးဖြစ်ပါလိမ့်မယ်။ United တို့ပေးလိုက်ရတဲ့နှစ်ဂိုးစလုံးက United ခန်းစစ်အားနည်းမှုကနေပေးခဲ့ရတာဖြစ်ပါတယ်။တခဏအတွင်းအငိုက်မိခဲ့တာဖြစ်ပြီးတော့ဒါမျိုးအမားတွေနောက်ထပ်ပွဲတွေမှာထပ်ဖြစ်လို့မရတော့ပါဘူး။ United ဟာအသင်းဖန်တွေကိုဘယ်တော့မှပျော်ခွင့်မပေးခဲ့ပါဘူး။လေးပွဲဆက်နိုင်ရင်လေးတိုက်ကြမယ်လို့စောင့်မျှော်နေရသူတွေဟာအခုတော့ဝေလာဝေးဖြစ်ခဲ့ရပြန်ပါပြီ။ United တိုက်စစ်မှာ Sesko ကတကယ်လူပိုတယောက်လိုဖြစ်နေပြီးတော့ကစားကွက်ထဲမှာပါဝင်ပတ်သက်မှုအားနည်းတယ်လို့အသင်းဖော်တွေအတွက်နေရာလွတ်တွေမရှာပေးနိုင်ခဲ့တာကိုတွေ့ရပါတယ်။သူကပြိုင်ဘက်ခန်းစစ်ကိုမချင်းချောင်နိုင်တာကြောင့် Nottingham Forest ခန်းစစ်ကSesko ကိုအရန်ကြီးအာရုံစိုက်เสียရမလို့ခဲ့ပါဘူး။ဒုတိယပိုင်းလောက်ကလေးက Sexy ကိုအမိုရင်လူစားဝင်ကစားခိုင်းတင်ပေမဲ့ပွဲပြီးတဲ့အထိ Sesko ကိုအသုံးပြုခဲ့တာကစိတ်ပြတ်စေရပါပဲ။ United ရဲ့အဖွင့်ကူးက Bruno Fernandes ရဲ့တောက်ကန်ဘောကနဲ့ Casemiro ခေါင်းတိုက်သွင်းခဲ့တာဖြစ်ပြီးတော့တကယ်ကိုတိကျတဲ့ခေါင်းတိုက်ချက်ကိုမြင်ခဲ့ရတာပါ။ Nottingham Forest နောက်ခံလူစာပိုနာဟာကိုစီမကြော်ခင်မှာပဲဘောလုံးရယူခဲ့ပေမဲ့စီချက်တိုင်းကတောင်ကန်ဘောသတ်မှတ်ခဲ့တာကြောင့်အငင်းပွားစရာတော့ဖြစ်ခဲ့ပေမဲ့ United တို့ဟာအဆုံးသက်လှပခဲ့လို့အဆိုပါဂိုးကိုရခဲ့တာတော့ထည့်ပြောရမယ့်အချက်ပါပဲဒုတိယပိုင်းစလို့9မိနစ်အတွင်းမှာပဲ Nottingham Forest က Morgan Gibbs-White ရဲ့ခေါင်းတိုက်ကိုစာပိုနာရဲ့အနီးကပိတ်သွင်းမှုတွေကြောင့်မယုံနိုင်လောက်အောင်2ဂိုးတကူနဲ့ပြန်ဦးဆောင်ခဲ့ပါတယ်။ United အသင်းမှာချီးကျူးရမှာကပြိုင်ဘက်ကိုဂိုးပေးလိုက်ရပေမဲ့အရင်လိုပြရာခတ်တာမျိုးမရှိတော့ပဲတည်တည်ငြိမ်ငြိမ်နဲ့ကိုကစားကွက်အတိုင်းပုံဖော်ကစားခဲ့တာပါပဲ။ဒါကတော့အရင်တုန်းကမြင်တွေ့နေကြပုံစံမဟုတ်ပဲ United ရဲ့တိုးတက်လာတဲ့အချက်ပဲဖြစ်ပါတယ်။ Penalty area ထိပ်ကနေ Bruno Fernandes ရဲ့အနေကန်းချက်ကဂိုးတိုင်ထိခဲ့တယ်လို့ပွဲပြီးကနေမှဒီယာလိုအပိုင်ကန်သွင်းမှုကို Nottingham Forest နောက်ခံလူမူရယ်လိုဂိုးစီးပေါ်ကနေပြီးတော့ရှင်းထုတ်ခဲ့လို့ United နဲ့လာခဲ့ရပါတယ်။ United အတွက်ခြေပါဂိုးကိုတော့ဒီယာလိုကမြေပချကန်ချက်နဲ့လှလှပပသွင်းယူခဲ့ပြီးဒီဂိုးဟာဒီယာဒီမှာအာမတ်ဒီယာလိုရဲ့ပထမဆုံးသွင်းဂိုးလေးဖြစ်ပါတယ်။အနည်းချုပ်ရရင်တော့ United ဟာ၄ပွဲဆက်အနိုင်ရရှိမှုကိုအဆုံးသတ်ခဲ့ပြီးတော့ကျွန်တော်တို့ကိုအပြည့်အဝပြောင်းခွင့်မပေးခဲ့ဘူးဆိုတာပါပဲ။အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။